အားလုံးပဲမင်္ဂလာပါမြန်မာတင်းချင်းစရာပဲတဲ့ကြိုးစားပါတယ်ဒီမှာကျွန်တော်ပြပြချင်တဲ့ချက်လေးကတော့လူကြိုက်ရမ်းများတဲ့ပုံမှန်မြင့်ချက်လေးပဲဖြစ်ပါတယ်ဒီမြင့်ချက်လေးကဆိုရင် RM ထောက်ချက်ပဲပါတယ်သူကတော့ watt 1000ထောက်100ထောက်မှာဖြစ်ပါတယ်ဒီမြင့်ချက်လေးကဆိုရင်ဒါကတော့ဟာပေါ့မိဆက်စာလုံးမဆိုရင် on နဲ့ close ပေါ့နော်ဒီအားဆိုရင် 4 liter ကြီး running hour ကြီးပြတာဖြစ်ပါတယ်ဒီဒါကတော့ power clock power လေးပေါ့နော်ဒါကြောင့် on alert လမ်းစာကဒီကောင် interval နေပြီဆိုရင်ဒီမှာလေးပြပါတယ်ပြီးတော့ DC 12 volt 8.3 ampere လည်းပါပါတယ်ပြီးတော့ circuit breaker လည်းပါပါတယ်ဒီ circuit breaker ဆိုရင်ဒီမျိုးရဲ့ wiring နဲ့မှာ short ဖြစ်နေဆိုရင် auto put ပြချပေးရဖြစ်ပါတယ်ဒါတော့ AC 90 volt ဖြစ်ပါတယ်ဒီမှာဒါတော့ interval ဆန်ကကျိုးပေါ့နော် interval နဲ့ဒီမှာမြည်ပြပေးမှာပေါ့နော်ဒီလိုလည်းမြည်ပြပေးမယ်ပြီးရင်ဒီမှာဒါတော့စီကောက်လေးဖြစ်ပါတယ်ဒါကတော့ချုပ်လေးဖြစ်ပါတယ်ဒီမျိုးဆက်နေနေဆိုရင်ဒီဟာကိုအောင်မယ်ပြီးရင်ဒီ circuit breaker ကိုပေါ်တင်မယ်ဒီ circuit breaker ကိုပေါ်တင်မယ်ပေါ့နော်ပေါ်တင်ဖို့ဆိုရင်ဒီမှာစီကောက်ကိုဖွင့်မယ်စီကောက်ဖွင့်ပြီးချုပ်ဒီကပုံပို့ပြီးဆိုရင်ဒီက watt 1000ဖြစ်တဲ့ပုံမှာကျိုးစွဲနေပဲခင်ဗျပြီးတော့ဒီကျိုးစွဲပြီးနေပါပေါ့နော်ဒါကတော့နှုတ်ပုံနှုတ်နေလေးဟိုကျွန်တော်ကျင်းချုပ်ရှင်းပြတာဖြစ်ပါတယ်ဒီမျိုးလေးကလူကြိုက်ရမ်းများပါတယ်ရိုမန်1800လေးပဲပါတယ်တော်တော်ကောင်းပါတယ်ခင်ဗျဒီမျိုးလေးတော့လာရဝေးပြီးအပြည့်ချင်းနေဆိုရင်တော့အမှန်50 54နဲ့အလေးဘလောက်နေ့ရက်ကွက်ပစုံအောင်မြို့နယ်မင်္ဂလာနေ့ပစုံလေးလာရဝေးပြီးအပြည့်ရပါတယ်ဆက်သွယ်မိမိလေးပါကဖုန်းနံပါတ်39958311 3998885311ကိုကွန်တင်းနဲ့ဆက်ဆောက်ကူလေးတို့ကိုဆက်သွယ်မိမိမှန်နေပါခင်ဗျအားလုံးပဲအထူးကျေးဇူးရှိပါတယ်ဈေးမှန်ပစ္စည်းမှန်ရရှိဖို့မင်္ဂလာတနေ့မှာဝေးကြစို့